တာလေးကိုပြောတဲ့ကြားလုံးတိုက်မစားနဲ့အချိုတွေများတဲ့တရက်တီးပဲစားနောက်ပြီးတော့တာလေးပြောတော့တရက်တီးလည်းချိုတာပဲနော်မေမေတရက်တီးကလည်းချိုတယ်ဒါပေမဲ့လည်းတရက်တီးကအာဟာရဖြစ်တယ်တယ်မလေးပြောတတ်တာပဲနော်ကဲဒီနေ့တာလေးလောက်မကကြတော့ဟမ်ဘဂါကက်လေးပဲဖြစ်ပါတယ်ရှင်တာလေးကြတော့ဟမ်ဘဂါရဲ့အရွက်လေးတွေကိုပေါ်လာထည့်နေပါတယ်ဗျမလေးကဲဟမ်ဘဂါမောက်လေးကမပြီးသေးပါဘူးရှင်တာလေးအဲ့ချိန်ရတော့တာလေးအိုင်းငိုင်ဝါအိုက်ပျော်သွားပါပြီရှင်ဆရာကြီးအိုက်ပျော်သွားတော့ကိုတိုင်ကလောက်ရပါတယ်ရှင်ဒါကြတော့ဝတ်တာလေးဖြစ်ပါတယ်ရှင်ဟမ်ဘဂါထဲမှာထည့်ဖို့ဝတ်တာလေးပါရှင်ပြီးတော့ဝတ်တာလေးပေါ်မှာဖန်ချီလေးထည့်ပါမယ်ရှင်ဒါကြတော့အဝါရောင်လေးကကြတော့ဖန်ချီလေးပါပြီးတော့ငရုတ်တီလေးထပ်ထည့်ပါမယ်ရှင်အပေါ်မှာထားဖို့ပေါင်မောက်လေးလောက်ပါမယ်ရှင်ကဲဆရာကြီးနိုးပါပြီရှင်နိုးတာနဲ့မောက်ပြီးလောက်ရောက်ပါပဲရှင်ဒါကြတော့တာလေးဝတ်တာလေးဟမ်ဘဂါထဲမှာထည့်နေပါတယ်ရှင်အလဲမှာကျတော့စတော်ဘလီယူလေးထည့်ပါတယ်ရှင်ဒီတော့အပေါ်မှာပေါင်မောက်လေးထည့်ပါမယ်ရှင်အမလေးဟမ်ဘဂါလေးကကိုကိုက်ကိုကြည့်ပြီးကိုရီးချင်တယ်နော်ကိုရီးချင်တယ်ကိုရက်ကိုက်လေးတွေ့ကြည့်ပါအောင်ရှင်ဟမ်ဘဂါမောက်ကျမလေးမရင်နိုင်ဒီတော့ဟမ်ဘဂါရက်ကိုက်မောက်ပေါ်မှာနှမ်းလေးတွေ့ဖြူပါမယ်ရှင်တားလေးကိုက်ကြတော့လေဟမ်ဘဂါကပါနဲ့တူလဲလို့ပြောခဲ့ပါအောင်ချစ်တီချီမမတို့ရေနော်ဟမ်ဘဂါနဲ့တူလားပါနဲ့တူမလဲတို့